မေသမီးကိုမဟုတ်တဲ့တိန်းတော့လဲပေးပါလား အခုပြောနေတာဘာလို့လဲ မေသမီးပါ အန်တီစီကိုခုတော့လူလေးနေခဏခဏပေါက်တက်နေလို့လေအဲ့ဒါအန်တီသမီးဟုတ်မဟုတ်ဆိုတာဘယ်လိုလုပ်သိနိုင်မှာလဲ အမေကလည်းကိုသမီးတဲ့တော့မမတ်မိဘူးလား အမေသမီးဆိုရင်အမေရဲ့မွေးနေ့ကိုပြောပြအောင်လေ ဟုတ်ပါတယ်ကျမကလူလိမ်ပါ